ဆော်လေးကလှလိုက်တာဘဲနေတော့မတန်းတေးပါပြီမတ်ပြီလားသူများဆော်နားတယ်လေဘာဖြစ်အာတင်းထားမယ်အားလုံးအားမလျှော့နိုင်နဲ့ငါတို့ပသိမ်ကိုဒီမလိုက်ရအောင်တည်သွားမယ်နော်အားလုံးအားတင်းဟာကြောင့်လူဒီကဘာလို့ငိုနေပေါက်ကွဲနေကြပြီညာအတင်းရဲ့နီးပြအဖွဲ့ဝင်တွေကစားသမားတွေကိုကွင်းထဲထိဝင်ဆွဲနေကြတာကိုလည်းတွေ့ရတယ်ဟေးမလုပ်အောင်လို့လူဒီကအဲ့လိုလုပ်အောင်လို့ဟဲ့စိတ်ကိုထိမ့်ပါကွာဟဲ့လုံးအောင်ဒီလိုအတိုင်းပဲအများနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ရူဒီကာတော်မှဒိုင်လူကြီးကိုတော်တော်လေးဒေါသပေါက်ကွဲပြီးတော့ကွင်းထဲထိဝင်ရောက်ပြီးတော့ပြင်းကျင်နေပြီရူဒီကာအဲ့လိုမပေါက်အောင်လို့အကြီးမပေါက်ဘူးပက်ရှင်ထွက်ခဲ့ရအောင်စာရေးမပါလားဟဲ့ဒါလေးဒီနေ့တော်မယ်လားတော်လာခဲ့ရကောင်းလေးငိုနေတော့ဘယ်သူကငိုလို့တော့နောက်နေ့မှတွေ့မယ်နော်ဆွဲဆောင်မှုရှိတဲ့အမျိုးသားတယောက်ရဲ့အမူအရာတွေကိုတရုပ်ဆောင်ပြမယ်အဝေးကိုမျှော်ကြည့်လိုက်ပါဖြည်းဖြည်းချင်းပြန်လှည့်လာပြီးတော့ကင်မရာကိုကြည့်လိုက်မယ်ရည်သက်တဲ့အပြုံးလေးပြုံးပြီးမျက်လွှာလေးကိုအောက်ချလိုက်အဲ့ဒီအပြုံးလေးနဲ့ပဲမျက်လုံးကိုလှမ်းပြီးကြည့်လိုက်မယ်ကောင်မလေးကြည့်နေလှမ်းခေါ်လိုက်မယ်ဒါပေမဲ့မသိရအောင်ဆောင်ပြီးတော့ကိုယ့်ဟာကိုတယောက်တည်းကြိတ်ရီလိုက်မယ်ပြီးရင်ကိုမဟုတ်သလိုအမူအရာလုပ်ပြီးတော့ကောင်မလေးကိုစူးစူးရဲရဲကြည့်ပြီးအနမ်းလေးတစ်ပွင့်ပေးလိုက်မယ်အနမ်းတစ်ပွင့်နဲ့မရရင်နောက်တစ်ပွင့်ထပ်ပေးလိုက်ကွာအနမ်းနဲ့မလုံလောက်တော့ရင်ရှာလေးကိုထုတ်ပြီးပြောင်ပြလိုက်အဲ့ဒါမှမရရင်နှာခေါင်းလေးကိုပွားပြီးတော့မျက်လုံးနဲ့ရှားတွေကိုကစားပြလိုက်တော့အဝေးကိုပြန်မျှော်ကြည့်လိုက်မယ်ပြီးရင်မျက်လုံးကဖြည်းဖြည်းချင်းဒီဘက်ကိုပြန်လှည့်လာအောက်ကိုကြည့်အပေါ်ကြည့်အောက်ကိုပြန်ကြည့်အပေါ်ကြည့်ပြီးတော့မျက်မှောင်လေးကိုကျုံပြီးတော့ပါးစပ်ကနေတခွန်းနဲ့ပြောလိုက်တော့စိတ်ပိုင်ဖုံးဆက်လိုက်ဆွဲဖောက်လိုက်ရရင်တော့ဘောင်းကနေနေမှာပဲဘာလဲပြောနေငါပြောသေးပါလားငါပြောသေးယူခဲ့ပါဆိုပေါက်စီရေးတဲလာတယ်လာတီးပြန်ပြီငါမခံစားတဲ့လဲကျွဲပါပလွေတီးတခင်ကိုဦးကိုဘွေးမယူပါနဲ့တခင်ရဲ့ပါဇက်ထဲမှာတကြံပြီးသွားတယ်ရေပတ်ချင်နေတော့ရော့ဟခွေဆိုးsorry ဓာတ်တိုင်အောင်မင်းနော်ဒါဖူဘလောကအမာကြီးဖြစ်မယ်အလကားရတိုင်းအစုံစားတာတော့အနံ့အောင်ဆုံးနေတာဒီအဟူဟာယူပါတော့လမ်းလိုက်လားနာမည်ကလည်းလမ်းလိုက်ဆွဲတယ်သူရှိမှကိုယူကာယာသွားလောက်တာနဲ့လိုက်ဆွဲမင်္ဂလာဆောင်စရာရှားလို့ကျွဲစီးပြီးတော့ဆောင်ရတယ်လို့စင်စီးပြီးမြင်းရံတာပဲကြာဘူးလေသူ့ကြမှာကျွဲလာစီကြမ်းဖန်ဖန်တအားလောက်တာလူမသားတွေစောင့်ပြေးထားလိုက်လို့အကုန်လုံးနောက်ပြန်လန်ကြကုန်မှာမလုံးချင်လို့အပေါ်မှာငိမ့်ထိုင်းနေနောက်ကမရအောင်လှည့်ကြည့်မနေနဲ့ပြုတ်ကြစာသားတွေကရင်မထဲကိုတိုက်ရိုက်ကြည့်လာထိတယ်ကွာတိုက်ရိုက်ကြည့်လာထိတယ်တချင်းကောင်းစင်လို့ပဲမဟုတ်ရှိမှာကိုအပြည့်အဲ့လိုမထွက်နဲ့လို့တကားပွင့်ပြီးတိတ်ခါရှိထွက်စမ်းမှာဟေ့တော့တကားကိုဒီလိုလေးပွင့်ပြီးထွက်ရင်ရပြီကွာမင်းတို့ကောင်တွေကလည်းအဲ့လိုမျိုးပြီးစတဲ့ထွက်လို့လူမသားတွေကငါတို့ခွေးတို့ပေါက်ဆိုပြီးနှိမ့်တာငါမိမမြောက်သေးလေးရတော့ကွာငါခကြီးမထွက်ခင်ဖောင်ပြင်ထားပါဆိုဖောင်ဘယ်တော့မှမပြင်ထားဘူးအခု तू ဖောင်မပြင်ထားတော့ငါမှလှော်တက်မပါတော့ငါဘလို့လော်ရမှာတော့မိမလေးတယောက်ယူထားပါတယ်ဖောင်ပြင်ဖို့တော်တော်ပြောရတာနောက်ကဖောင်မပြင်ဘဲငါဖောင်ပြင်တဲ့မိမတယောက်တက်ယူပြင်မှာဗျာတခင်ငိမ့်နေနော်မလုံးနဲ့ပြောင်းချောမလုံးနဲ့အမလေးပြုတ်ကြသွားမယ်ငိမ့်နေလေဘင်းကိုတောင်းတာအမလေးတခင်ငိမ့်နေလို့ဒီချိန်မှာနောက်တာပြောင်းတာမလုံးနဲ့ပြုတ်ကြသွားမယ်ဟဲ့ကိုမကြီးဘလို့နေထားလဲဆိုကြည့်လားဟဲ့လမ်းလိုက်မင်းကရှော့တွက်နေလို့ငါမပြောခဲ့ဘူးလားငေါခဏတော့ပြေးရှိပါလားကြိုက်တိုင်းဝယ်လေးသားကြီးရဲ့လိုအပ်ရင်စောင့်ထားစီးကျင်တော့မင်းတခင်ကိုပူစာပေါ်ကွာမကျမရဲ့ကျောက်ဦးကဒီနေ့ဘယ်ဈေးလဲတော့အဲ့ဒီပြောမပြောချင်ပါဘူးတော်ရဲ့ဒီနေ့ဒေါ်လာဈေးလေးနည်းနည်းကျလို့ကျောက်ဦးဈေးပါကျသွားပြီတော့သွားပါပြီဒီနေ့ကျောက်ဦးအတက်ဈေးလေးနဲ့ရရင်ဆလင်းပါအသေးလေးတစ်လုံးဝယ်မလို့ဟာခဏနေငါကြောင်စားတစ်စီးအထဲဝင်သွားလို့ဒီဘက်ကနေတွန်းလိုက်မယ်အဲ့ဘက်ကထွက်လာပြီလားအေးထွက်လာပြီမစားလိုက်နဲ့နော်ငါပြန်ထွက်လာမှစားမလို့ငါအစီကိုမစားနဲ့လို့ပြောတယ်လေဒီလူမသားလေးဘာလဲဟာအမေခြေတော့တောင်ဆောင်းလိုက်သေးတယ်ရောအမငါလည်းတစ်ချက်ဆောင်းနေမကြောက်မလန့်နဲ့အမေငါလာပြီးတော့နင်ဆောင်းငါလည်းဆောင်းမှာရောကြောက်လန့်တကယ်မရှိတာတော့နိုးတော့မပြတ်သေးဘူးငါလာပြီးစိန်ခေါ်ခွေးထလိုက်တော့
အောက်သေးလေးကိုမှရှာလိုက်ရတာကွာဘယ်တော့နေရတော့ဟာအောက်သေးလေးလို့မခေါ်နဲ့လို့ပြောထားတယ်လေချင်းသေးလေးလို့ခေါ်အင်းမချင်းသေးလေးရဲ့နောက်တစ်ခါဟိုနားဒီနားသွားရင်ကိုပြောပြီးမှသွားပါကွာကိုမှစိတ်ပူလိုက်ရတာပို့တယ်အော်မပို့ပါဘူးကွာတကောင်မရှိရင်တကောင်မနေတတ်တာသိရတာနဲ့ချင်းသေးလေးရလေအဲ့ဒါတချင်းဆိုပြ